မင်္ဂလာပါ efficient ကနေကြိုဆိုလိုက်ပါတယ်ဒီအကောင့်ကိုဖွင့်ရတဲ့ဒီကရွေးချက်ကတော့ apps တွေ AI tools တွေနဲ့ app development တွေကိုဒီမှာလိုလိုကိုနားလည်အောင်ရှင်းပြခြင်းလုပ်ဖြစ်ပါတယ်။ Okay မှာဒီပညာတွေအရင်မြန်ပြောင်းလဲနေပါတယ် AI tools တွေ productivity apps တွေ design tools တွေ coding tools တွေကကျောင်းသားတွေ app development စတင်နေတာတွေ online အလုပ်လုပ်ခြင်းတွေအတွက်အရင်ပြန်လာပါတယ်။ဒါပေမဲ့ tools ကိုဘယ်လိုသုံးရမလဲဘာလို့သုံးရမလဲဘယ် app ကကိုယ့်အတွက်အသုံးဝင်မလဲဆိုတာတွေကိုမြန်မာလိုရှင်းရှင်းလင်းလင်းသိဖို့ကတစ်ခါတလေခက်ခဲတတ်ပါတယ်။အဲဒါကြောင့် efficient မှာ AI tools message ချင်းအသုံးဝင်တဲ့ app တွေကိုရှင်းပြခြင်း app development ခြေခံတွေ UI UX idea တွေ coding နဲ့ technology knowledge တွေကိုလူရှင်းတဲ့မြန်မာစကားနဲ့မျိုးဝေပြီးတော့မှာဖြစ်ပါတယ်။ဒီအကောင့်က technology ကိုစတင်လေ့လာခြင်းတွေအတွက်အဆင်ပြေမယ်။ app development စိတ်ဝင်စားသူတွေအတွက်အထောက်အကူဖြစ်မယ်လို့ပြောနိုင်ပါတယ်။နောက်ပိုင်းဗီဒီယိုတွေမှာအသုံးဝင်တဲ့ AI tools တွေ app idea တွေ mobile app development tips တွေ website နဲ့ app development ကြောင်းတွေကိုတစ်ဆင့်ချင်းစီရှင်းပြပြီးတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီပညာကိုမြန်မာလူတွေကိုလေ့လာခြင်းနဲ့ဆိုရင် efficient ကို follow လုပ်တာပုံမြင်နေတော့ကျေးဇူးတင်ပါတယ်